ရှေးဘုရင်တွေလက်ထက်ကလေးကလက်ဆင့်ကမ်းလာခဲ့တဲ့လုပ်ငန်းနေစေမဲ့ရှေးရိုးရာကြိုးချီနီးများဖြစ်ပါတယ်လူတိုင်းကြိုက်တဲ့ရှော့ချီနီးဒါကတော့သုံးဖူးသူတိုင်းဘယ်တော့မှအပြစ်မပြောကြတဲ့ရှော့ချီနီးဖြစ်ပါတယ်တခါသုံးဖူးယုံနဲ့တင်သဘောကျသွားမှာပါအားတက်ရောက်မှုရှိတဲ့အခါအလိုလျောက်တင်းသွားပြီးအားမရှိတဲ့အချိန်ဖိအားမရှိတဲ့အချိန်မှာတော့လွတ်လွတ်လပ်လပ်ရှော့သွားနိုင်ပါတယ်ကြိုးချီနီးတို့ရဲ့ဘရင်ခိုင်ခန့်ပြီးစိတ်ချရတဲ့ကြိုးချီနီးကိုလိုချင်ရင်တော့ပိုလိုင်းချီနီးကအကောင်းဆုံးရေးချယ်မှုပါပဲကျိုးမကြီးကိုနောက်ပြန်ခောက်ပြီးကွင်းလုပ်ပါကျိုးဆက်ကိုအောက်ကနေကွင်းထဲထိုးထည့်ပါကျိုးမကြီးကိုပတ်ပြီးကွင်းထဲကိုပြန်ထည့်ကာဆွဲတင်းလိုက်ရင်ပြီးပါပြီဘယ်ဘက်ကိုပဲဆွဲလုံးဝပြေမသွားပါဘူးဒီလိုခိုင်ခန့်လုံးလို့သူ့ကိုကျိုးချီနီးတို့ရဲ့ဘရင်လို့တင်စားခေါ်ဝေါ်ကြတာပါဘယ်တော့မှမပြေနိုင်တဲ့တိုင်ချီနီးတစ်တိုင်မှာကျိုးကိုတစ်ပတ်ရစ်ပါပြီးရင်ကျိုးမကြီးပေါ်မှာဒုတိယတစ်ပတ်ထည့်ရစ်ပါဒုတိယကွင်းရဲ့အောက်ကနေရှို့ထည့်လိုက်ရင်ပြီးပါပြီအရန်ရိုးရှင်းပါတယ်ကုန်ပစ္စည်းတည်ယူပို့ဆောင်ရေးအတွက်ချီနီးဘယ်လက်နဲ့ကျိုးမကြီးကိုပြောင်းပြန်ခောက်ပြီးကွင်းလုပ်ပါလက်ချောင်းနဲ့ချိတ်ပြီးကွင်းရဲကနေဆွဲထုတ်ပါညာဘက်လက်နဲ့အောက်ကိုဆွဲချပြီးတဝက်လှည့်ပါကျိုးမကြီးကိုကွင်းရဲကနေချိတ်ယူပြီးချိတ်မဲ့နေရာမှာသွားချိတ်ပါကုန်ပစ္စည်းတွေကိုမြဲမြံသွားအောင်ကျိုးကိုဆွဲတင်းလိုက်ပါပစ္စည်းပြန်ကောက်တဲ့ချီနီးခောက်ထားတဲ့ကျိုးပေါ်မှာတုတ်ချောင်းတစ်ခုတင်လိုက်ပါကျိုးဆက်ကိုခောက်ပြီးဘက်ကွင်းရဲထိုးထည့်ပါကွင်းတစ်ဖြစ်လာအောင်ဆွဲတင်းပါကျိုးမကြီးကိုကျိုးစပေါ်ကနေပတ်လိုက်ပါပြီးရင်ခောက်ပြီးကွင်းတစ်ထဲထိုးထည့်ပါနေနဲ့ပြန်ညှိလိုက်ရင်တုတ်ချောင်းကိုနေရာချင်းချင်းလေးတွေထဲထိုးထည့်ပြီးပြုတ်ကျသွားတဲ့ပစ္စည်းတွေကိုပြန်ကောက်လို့ရသွားပါပြီ